မင်္ဂလာပါချစ်မိတ်ဆွေများဒီနေ့တော့အမရသည့်ဥရုလေးရလဲတာတော့ဒီနေ့အခွန်သွားပြီးတော့တင်ပြတယ်ပေါ့အခွန် claim နေပေါ့နော်ကိုရီဒီဟိုမြန်မာမှာကိုရီမြန်မာနိုင်ငံမှာလိုမျိုးပေါ့ကိုတလားစာဆောင်တစ်နှစ်စာဆောင်လာတယ်အခွန်နဲ့သူတို့တွေကတစ်နှစ်စာကိုသူတို့ estimate တွက်လိုက်တယ်ပေါ့အဲ့ဒီမှာကိုရီကပို့ပြီးတော့ပေးထားတယ် exit ကိုက test ပေးထားတယ်ဆိုလို့ရှိရင်ကိုပြန်ရမယ်ပေါ့ test refund ပြန်ရအဲ့ပေါ့နော်ကိုကတကယ်လို့ short ပြီးတော့စောင့်ထားတယ်ဆိုလို့ရှိရင်เนาะကိုကထပ်ပေးရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီနေ့တော့သွားတော့ခါမှာအရင်ကောင်းတဲ့ test benefit လေးကိုဝေမျှပေးခြင်းလို့ပါကိုရီမြန်မာနိုင်ငံမှာဆိုရင်ဟလာအခွန်နဲ့ပတ်သက်ပြီးတော့exception ရတာဘာပဲရှိလဲဘာရှိမလဲဆိုတော့မိဘရှိမယ်ဟလာတာသမီးရှိမယ်နောက်ပြီးတော့တကယ်လို့အိမ်အောင်ဘက်ရှိရဲဆိုလို့ရှိရင်အိမ်အောင်ဘက်ရဲ့လာစားဖို့ပုံတည်ပြီးရတာလားအဲ့လိုမျိုးရှိရဲပေါ့နော်နောက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဒီကနောက်ပြီးတော့20% လားဟလာသူရဲ့ total salary ရဲ့ 20% အဲ့လိုမျိုးရဒီမှာကြတော့အဲ့ဒါဒီအပြင်ကိုနောက်ထပ်တစ်ခုရှိသေးတယ်test exception test advantages ပေါ့ကိုကခရီးသွားတဲ့ mileage ပေါ်မှာမူတည်ပြီးတော့ကိုသွားတဲ့အလုပ်ကိုကတော့အလုပ်သွားလုပ်တာဘယ်နှစ်နာရီကြာပြီကြာသွားလေအဲ့လိုမျိုးကိုကကြတော့ကိုအိမ် outsport ကကြောင့်ဒီ Munich ရဲ့အနီးနားမှာရှိတဲ့ဒီနောက်တစ်မြို့ပေါ့နော်ဒီအနားမှာရှိတဲ့မြို့လေအဲ့ရနေမှဒီ Munich ကိုသွားတာဆိုတော့80 km ရှိရတနားခွဲလောက်စီးရတယ်ပေါ့ရထားတော့45မိနစ်စီးရတယ်ပြီးတော့transit တွေရှိတယ်ဆိုတဲ့ခါကျတော့စုပေါင်းတနားခွဲလောက်တော့သွားကြတယ်ပေါ့နော်ခရီးအကွာအဝေးအဲ့တော့public transport ကို3လအဲ့ဒါကြီးသူတို့မေးပြီးတော့ရထားလက်မှတ်ဆိုလို့ရှိရင်ဒီမှာတစ်လကိုကိုရီးယားဟိုကပေးရတယ်ပေါ့58 euro ပေးရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကြီးပါတော့ထည့်သွင်းတွက်ချက်ပြီးတော့မှအဲ့ပေါ်မှာ exemption ပေးတယ်အလွန်ကောင်းပါတယ်ပေါ့နော်မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးလေးဒါရှိလာရင်တော့ဒါကောင်းမယ်ပေါ့မြန်မာမှာတော့ဒီကုမ္ပဏီတွေကပဲဒီခီးနဲ့ဟိုဟာဒီခီးသွားတာတွေအတွက်ဟိုဟာပေးရလို့ထင်ပါတယ်ferry ပေးတာတို့နောက်ပြီးတော့ဒီ traveling allowance တွေပါပြီးအဲ့လိုတွေလုပ်တယ်ပေါ့နော်ဒါပေမဲ့အခုနဲ့ပတ်သက်လို့တော့အဲ့လိုမျိုး allowance ပေးရလို့မကြဘူးပေါ့ရှိရင်ရှိလာတော့မသိဘူးတကယ်လို့ရှိခဲ့တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့ knowledge sharing လုပ်ပေးဖို့ comment လေးမှာပြောခဲ့ပေးပါအောင်လို့ပြီးတော့နောက်တစ်ခုကဘာရသေးလဲဆိုတော့ကိုရီးယားဒီနိုင်ငံမှာinjury တစ်ခုဖြစ်ထားရှိလာပြင်းပြင်းတက်တယ်နောက်ပြီးတော့ကျမကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကနေပြီးတော့ကုန်ကြထားတာပေါ့နော် medical expense တွေရှိသလားနောက်မျက်မှန်တွေပါဝယ်ထားတာမျက်လုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်မျက်မှန်အတွက်ကုန်ကြထားတာရှိလားအဲ့ဒါတွေကိုလည်းသူကပြန် claim လို့ရတယ်ဟိုကဒီမှာ insurance က statutory ရမဖြစ်မနေလိုအပ်တဲ့ဥစ္စာရှိရပေါ့နော်ကိုကအဲ့ဒါတော့ basic insurance ကပေါ့အဲ့ဒီဟာနဲ့မှအကျုံးမဝင်တဲ့အဲ့ဒီကဒီ insurance ကမှမပေးတဲ့တချို့ medicine တွေဆေးတွေပါဆိုကွာဒီကတ်ဒီဆရာဝန်ပြတာပဲဟိုဟာဖြစ်တာပေါ့နော်ဆရာဝန်ပြတာမှာပဲတော့ valid ဖြစ်တာတခြားသောဆေးဝယ်တာတွေပါတယ်အဲ့ဒါကြီးဆိုတော့အကျုံးမဝင်ကိုယ့်ကိုစိုက်ဝယ်ရတယ်အဲ့ဒါကြီးဆိုကိုယ်တိတ်နှာနှစ်ကုန်တဲ့အခါကြာလို့ရှိရင်အဲ့ဒါကြီးပါပေါင်းပြီးတော့ပြန်တင်အဲ့ဒါကြီးလည်းသူတို့ကပေးတယ်သူတို့ရဲ့အကုန်လုံးပြန်ပေးတာမဟုတ်ဘူးပေါ့နော်သူတို့ရှိမှာမဟုတ်သူတို့အတွက်တဲ့နီးလန်တစ်ခုခုသူရဲ့exception တစ်ခုပြန်ပြီးတော့ထည့်ပြီးတော့စဉ်းစားပေးပါတယ်လို့ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ဆုံးသွားပါပြီရှင်ကိုကတော့ဒီမှာရှိရဲ့audit fan ကိုအပ်လိုက်တော့သူတို့မှာတစ်နှစ်စာone time service charge ဆိုပြီးအဲ့လိုမျိုးပေးရတယ်ပြီးပြီးတော့မှ member fees ပေါ့နော် member fees ဆို one time service charge ပေးရတယ်ပြီးပြီးတော့မှနှစ်တိုင်း yearly အဲ့လိုမျိုး member fees သွင်းသွားရုံပဲပေါ့အဲ့တော့တိတ်အများကြီးမကြပါဘူးအဲ့ဒါလေးကိုကအခုကိုရီးယား exit ပို့ပြီးတော့စောင့်ထားတဲ့အတွက်ကြောင့်ပြန်ရမယ်ဆိုတော့အဆင်ပြေတာပေါ့နော်ကိုပေးရလိမ့်မယ်လက်တန်းတာပေါ့တချို့ကြတော့လေဒီလိုမျိုးတခြားနည်းနဲ့လောက်တာကြီးလည်းရှိတယ်ပေါ့ကိုကတော့ဒါစောင့်ရတယ်မြန်မာလိုပဲမြန်မာနိုင်ငံမှာလိုပဲသူတို့လည်းစောင့်ရတယ်သူတို့ service and process ကလည်းအရန်ကြာတယ်ဟိုဟာလေပေါ့နော်ဘယ်လိုပြောတလ6ရက်10ရက်ကနေ6လ10ရက်ကနေ6လကြာမယ်ဒါကကြတော့သူတို့ရဲ့တ
မယိုးကြနေလိုက်နန်းသွားတာပေါ့အခွင့်ရောကနေပြီးတော့အကုန်လုံးကိုယ့်ရဲ့ history တွေလိုက်နောက်ဆုံးဟိုဟာဖြစ်တဲ့အထိပေါ့ကိုယ့်ရဲ့ဒီဟိုဟာလေးအလှည့်ကြတဲ့အထိစောင့်ရမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တကယ်လို့ကိုယ်ပတ်စံပေးပြီးတော့သွားမယ်ဆိုရင်လေ900လောက်ယူလို့900 600အဲ့လိုမျိုးတွေပေးပြီးတော့သွားရင်လည်းရတယ်ကို return ပြန်ရတဲ့ပုံမှာမဟုတ်ဘူးကိုကမြတ်ပြန်ရမယ်လို့ဒါကိုကကြိုတင်ပြီးခက်မှန်းတာတွေပေါ့နော်ကိုရဲ့ဟိုဟာမှာ statement မှာပေါ်တယ်တစ်နှစ်စာအလုတ်ကပေးရပေါ့ရှင်းတယ်လေးရှိအဲ့ဒီမှာကြည့်ပြီးတော့ကိုကတော့များလေးပြန်ရမယ်ဆိုရင်တော့အဲ့ service ယူလိုက်ပေါ့အဲ့ဒါဆိုရင်ကိုရမြန်ပြန်ရတယ်သူတို့10ရက်လောက်အတွင်းတစ်လအတွင်းအဲ့လိုပြန်ရအမျိုးရှိရပေါ့နောက်တစ်ခုရှိသေးတယ်သူတို့ပြောတာလေးကမိဘကိုလည်းသူတို့ကမိဘတွေပြီးတဲ့ပတ်စံနဲ့သူကထည့်သွင်းတွက်ချက်တယ်နော်ဟိုရန်ကုန်မှာရှိနေတဲ့ဘယ်လိုပဲနေချားမှရရကိုရီးယားလိုလွှဲပြီးတယ်ဆိုရင်အဲ့လွှဲတဲ့ဥစ္စာဓာတ်ရိုက်လွှဲတဲ့အကောင့်ပြနိုင်ရင်သူတို့ကအဲ့ဒီဟာကိုပုံမှန်လဲ exemption နဲ့ပေးတယ်နော်အဲ့ဒါဆိုတော့မစိုးပါဘူးပေါ့နော်အခြေအနေလေးကောင်းပါတယ်လို့ဆိုအားလုံးပဲဘုသူတာရီထပ်ပြီးတော့တိုးပွားကြပါစေတတာ